လင်းဖုံးအိမ်မှာရှိတဲ့ပန်းအိုးဟောင်းတစ်လုံးဟာတကယ်တော့လွန်ခဲ့တဲ့နှစ်ပေါင်း2000ခန့်ကရှေးဟောင်းခေတ်ကိုဆက်သွယ်ပေးတဲ့အမွေတကားပေါက်တစ်ခုဖြစ်နေခဲ့တယ်။ဒါပေမဲ့အစပိုင်းမှာတော့သူကအဲ့ဒီအကြောင်းကိုလုံးဝမသိခဲ့ဘူးပန်းအိုးကတရေဆွဲနေတယ်လို့ပဲထင်နေခဲ့တယ်။ဒေါသထွက်နေတဲ့လင်းဖုံးကပန်းအိုးကိုရေပြည့်အောင်ဖြည့်ပစ်ဖို့ဆုံးဖြတ်လိုက်တဲ့ဥယျာဉ်ရေပိုက်ကိုယူပြီးရေတွေအဆက်မပြတ်ထည့်လိုက်တယ်။သူမသိခဲ့တာကအဲ့ဒီရေတွေဟာရှေးခေတ်ကနေဆက်မြို့တစ်မြို့စီကိုရောက်သွားတာပဲဖြစ်တယ်။တနစ်ကျော်မိုးကောင်ရေရှားမှုတန်းခံစားနေရတဲ့အဲ့ဒီဒေသမှာရုတ်တရက်မိုးတိထန်စွာရွာချလာခဲ့တဲ့ရေမရှိလို့တေဆုံးခါနီးလူတွေဟာအသက်ပြန်ရှင်လာတယ်လို့ဖြစ်သွားခဲ့တယ်။နောက်တစ်ခါလင်းဖုံးကရေခဲတစ်တာထဲမှာ10နှစ်ကြာတင်ထားခဲ့တဲ့အတင်စားစားအစာတပန်းကန်ကိုစိတ်ပြက်ပြီးပန်းအိုးထဲပစ်ချလိုက်တယ်ဒါပေမဲ့အဲ့ဒီအစားအစာဟာရှေးခေတ်မှာငတ်မွတ်ခေါင်းပါမှုကြောင့်တေဆုံးတော့မဲ့လူပေါင်းသိန်းချီကိုကယ်တင်ပေးခဲ့တယ်။မကြခင်မှာပဲပန်းအိုးထဲကနေစားတဆောင်ပြန်ထွက်လာတယ်။ရေနဲ့အစားအစာပေးသနာတော်နတ်ဖရာအားကျေးဇူးတင်ပါသည်။ကျောဤအမိမှာလျိုယူရန်ဖြစ်ပါသည်။နေအမကွက်အုပ်ချုပ်မှုအောက်ရှိဒါကီနိုင်ငံ၏လီယိုစစ်တပ်မှဗိုလ်ချုပ်ဖြစ်ပါသည်။လက်ရှိတွင်ကျောသည်နေဆက်ခံတပ်ကိုကာကွယ်နေပါသည်။ရန်သူလူရိုင်းစစ်သည်3သိန်းကဝိုင်းရံထားပြီးကျောတို့၏စစ်သည်2သိန်းနဲ့2တောင်းသာကြန့်ရှိပါတော့သည်။ဇန်အမြို့တွင်မိုးကောင်ရေရှားမှုကြောင့်တီးနှံများပျက်စီးကုန်ပါသည်။မြို့သူမြို့သား2သိန်းနဲ့8တောင်းသာအသက်ရှင်ကျန်ရစ်ကြပါသည်။ကျေးဇူးပြုရဲ့ရေနှင့်အစားအစာထပ်မံပေးသနာတော်မူပါဇန်အမြို့သားများနှင့်စစ်တီများကိုကယ်တင်နိုင်ခဲ့လျင်ကျောတို့အားလုံးသည်နတ်ဖရာအတွက်ဖရာเจ้าတိဆောက်ကမျိုးဆက်ဆက်ဆက်ကိုးကွယ်သွားပါမည်။စာဖတ်ပြီးနောက်လင်းဖုံးအံ့အားသင့်သွားတယ်။တာကီနိုင်ငံလားတမိုင်းစာအုပ်ထဲမှာအဲ့ဒီနိုင်ငံကိုမကြားဘူးဒါဘာတွေဖြစ်နေတာလဲသူကစာရက်တရက်ယူပြီးစာပြန်ရေးလိုက်တယ်ကျွန်တော်နတ်ဖျားမဟုတ်ပါဘူးကျွန်တော်နာမည်လင်းဖုံးပါဇန်အမြို့မှာရေနဲ့စားနပ်ရိက္ခာလိုအပ်နေတယ်လို့ပြောထားပါတယ်အခုအချိန်မှာဘာကိုအလိုအဆုံးလဲလူတသိန်းကိုကျွန်တော်တယောက်တည်းထောက်ပံ့ဖို့မလွယ်ပေမဲ့တက်နိုင်တဲ့လောက်ကူညီပေးပါမယ်စာကိုပန်းအိုးထဲပြစ်ထည့်လိုက်ချိန်မှာအိုးထဲကဒုံးဆိုတဲ့အတန်ထွက်လာတယ်လျိုယူရန်ကစာရတာနဲ့အလုံးစိတ်လှုပ်ရှားသွားတယ်နတ်ဖျားကနောက်ဆုံးတော့အကြောင်းပြန်ပြီးသူမစာကိုတေချာဖတ်ပြီးမျက်ရည်ဝဲသွားတယ်နတ်ဖျားကကျမတို့ကိုကူညီမယ်တဲ့ဇန်အမြို့သားတသိန်းလုံးကယ်တင်ခံရတော့မယ်။သူမကချက်ချင်းစာပြန်ရေးလိုက်တယ်။လက်ရှိဇန်အမြို့မှာရေနစ်အစားအစာအလွန်ရှားပါနေပါသည်။စာရတာနဲ့လင်းဖုံးခေါင်းကိုက်သွားတယ်။သူဟာချမ်းသာတဲ့မိသားစုကဆင်းသက်လာပေမဲ့လူတသိန်းစာကျွေးမွေးဖို့ဆိုတာမလွယ်ကူဘူးမိဘတွေထားခဲ့တဲ့အမွေနှစ်တွေကအိမ်ချမ်းမြေများပြီးငွေသားကတိတ်မကြံတော့ဘူး။ဗန်စင်းထဲမှာရွမ်3တန်းကျော်သာရှိနေတယ်။လူတသိန်းစာရိတ်ခါဝယ်ဖို့ဆိုတာငွေများကြီးကုန်ပါပဲ။ဒါပေမဲ့သူကလက်မလျှော့ခဲ့ဘူး။ကျွန်တော်ရက်နှဲငယ်အချိန်လိုတဲ့ရေကန်ကြီးတစ်ခုကိုရှာပြီးတန်ရှင်းရေးလုပ်ထားလိုက်ပါမနှက်ပြန်ကစားပြီးရေပြဿနာကိုအရင်ဖြေရှင်းပေးမယ်။လျိုယူရန်ကစာဖတ်ပြီးဝမ်းသာမျက်ရည်ကျသွားတယ်။နတ်ဖျားကရေနဲ့အစားအစာပေးမယ်တဲ့။မနှက်ပြန်ရေထောက်ပံ့မှုစတော့မယ်။စစ်တီတွေအားလုံးလည်းပျော်ရွှင်သွားကြတယ်။ကျွန်တော်တို့ကယ်တင်ခံရပြီ။အဲ့ဒီညမှာလင်းဖုံးကဖုံးထုတ်ပြီးအွန်လိုင်းကနေအစားအစာတွေအများကြီးဝယ်ယူလိုက်တယ်။ပေါင်းမုံ9သိန်းမန်ထို9သိန်းခောက်ဆွဲ6ဟင်းသီးဟင်းရက်6စံကီလို1သိန်းစီစီ100စားတိတ်တာ100ချင်းဖက်မျိုးမျိုးအသားမျိုးစုံစသဖြင့်ဝယ်ယူလိုက်တယ်။စုစုပေါင်းကုန်ကြစရိတ်ကရွမ်တန်းကျော်သွားခဲ့တယ်။ဒီရိတ်ခါတွေကလူတသိန်းကိုရက်20ခန့်ကျွေးမွေးနိုင်မယ်။ဒါပေမဲ့သူ့စုဆောင်းငွေရဲ့တဝက်ကျော်သုံးလိုက်ရပြီ။စိတ်မကောင်းဖြစ်နေတော့မှပဲပန်းအိုးထဲကနေရွှေတုံးကြီးတွေရှေးဟောင်းလက်ဝတ်ရတနာတွေအများကြီးပြန်ထွက်လာတယ်။လင်းဖုံးမျက်လုံးပြူးသွားတယ်။ငါချမ်းသာပြီ။လက်ရှိရွှေဈေးနဲ့တွက်ရင်တောင်တန်ပေါင်းများစွာတန်ကြေးရှိပြီးရှေးဟောင်းပစ္စည်းအဖြစ်ရောင်းမယ်ဆိုရင်တန်ဖိုးကမခံမနိုင်လောက်အောင်မြင့်ပါတယ်။နောက်နေ့မနက်မှာဇန်အမြို့သားတွေအားလုံးပန်းအိုးရှိမှစုယုံပြီးရေကိုစောင့်နေကြတယ်။ဒါပေမဲ့အရင်ဆုံးကြလာတာကမန်ထိုကြီးတွေဖြစ်နေတယ်။အငွေ့တစ်ထောင်ထောင်ထက်နေတဲ့မန်ထိုတွေမိုးရွာသလိုအဆက်မပြတ်ထွက်ကြလာတယ်။လျိုယူရန်ကတလုံးယူပြီးကိုက်စားကြည့်လိုက်တယ်။အယမ်းမွေးတယ်။အယမ်းနူးညံ့တယ်။နင်းနေချိုပြီးအရသာကအံ့ရစရာပဲ။သူမကစစ်တီတွေကိုဝင်းညပေးလိုက်တယ်။နတ်ဖျားစားတဲ့အစားအစာကတကယ်ပဲကွာခြားတယ်။မကြခင်ဘာအိုစီယိုဂျာမိုဝူကျွမ်းတဲ့အခြားစားအစာမျိုးစုံလည်းမိုးရွာသလိုဆက်တိုက်ကြလာခဲ့တယ်။စာလောင်နေတဲ့လူတွေအားလုံးပါဆက်ထဲတွားရည်တွေပြည့်လာပြီးမနှဲသီးခံနေကြရတယ်။လျိုယူရန်ကအစားအစာတချို့ကိုစစ်တီတွေရဲ့မိသားစုတွေအတွက်တီးတန့်ဖယ်ထားပေးလိုက်တယ်။မနေ့ကမင်းတို့အိမ်ကလူတွေစားခဲ့ရပြီးပြီဆိုရင်မဲ့ဒီနေ့လည်းယူသွားကြ။စစ်တီတယောက်ကမျက်ရည်ဝဲပြီးပြောလိုက်တယ်။မနေ့ကကျွန်တော်သားလေးငတ်လို့တေးတော့မယ်ဒီစားအစာကြောင့်အသက်ရှင်ခဲ့တာပါ။တစ်ဖက်မှာတော့လင်းဖုံးကအိမ်နောက်ဘက်ရေတွင်းကိုစစ်ဆေးနေတယ်။ရေကကြည်လင်တက်ရှင်းနေပြီးတောက်ကြည့်တော့လဲစမ်းရည်ရတာရှိတယ်။ဒီရေတွင်းကလူတသိန်းစာရေပေးဖို့လုံလောက်တယ်။သူကရေစုပ်ဆက်တက်ပြီးပိုက်ကိုပန်းအိုးထဲချိတ်လိုက်တယ်။ဆက်ဖွင့်လိုက်တာနဲ့ရေတွေအရှိန်ပြင်းပြင်းစီးဆင်းပြီးပန်းအိုးထဲဝင်သွားတယ်။ဇန်အမြို့မှာတော့လူတိုင်းဝမ်းသာနေကြတယ်။ရေရှိရင်အသက်ရှင်နိုင်ပြီ။ရေရှိရင်တီးနှံဆိုင်လို့ရပြီ။ငါတို့မသေးတော့ဘူး။ထိုချိန်မှာလင်းဖုံးကရှေးဟောင်းပစ္စည်းဆိုင်သေးသေးလေးတစ်ဆိုင်ကိုရောက်သွားတယ်။ဒီမှာရှေးဟောင်းပစ္စည်းဝယ်လာခင်ဗျာ။ပစ္စည်းကိုပြပါဦး။လင်းဖုံးကတစ်တာသေးလေးတစ်လုံးထုတ်ပြီးစားပွဲပေါ်တင်လိုက်တယ်။အဖိုးကြီးဆိုင်ရှင်ကတစ်တာကိုဖွင့်လိုက်တဲ့အခါရွှေနဲ့ကြောင်မြတ်ရတနာများအလှဆင်ထားတဲ့ရှေးဟောင်းဝိုင်းအိုးစုံကိုမြင်လိုက်ရတယ်။သူ့လက်တွေတုံခါလာပြီးပစ္စည်းကိုအလွန်ကြီးစိုက်စွာကင်ကြည့်လိုက်တယ်။အောက်ခြေမှာရေးထားတဲ့စာလုံးတွေကိုဖတ်ပြီးသူ့မျက်လုံးတွေပြူးကျဲသွားတယ်။ဒီပစ္စည်းကနှစ်ပေါင်း1000ကျော်သက်တမ်းရှိတယ်။အံပွဲလက်ရပဲ။ကဘာပြတိုက်ကြီးတွေမှာတောင်ဒီလိုပစ္စည်းမျိုးမရှိဘူး။ဒါဟာရွှေနဲ့ပြုလုပ်ထားတဲ့သက်တမ်းရင်ဆုံးဝိုင်းအိုးဖြစ်နိုင်တယ်။ရုတ်တရက်သူထိုင်ကုန်ကနေထည့်လိုက်ပြီးအလွန်စိတ်လှုပ်ရှားစွာအော်လိုက်တယ်။ခန့်အောက်မှာစာတန်းရှိနေတယ်။တာကီနိုင်ငံလာအဖိုးကြီးရဲ့မျက်နှာပေါ်မှာမယုံနိုင်လောက်တဲ့အံ့အားမှုတွေပြည့်နှက်သွားခဲ့တယ်။ဒါဆိုတာကီနိုင်ငံဟာတကယ်ရှိခဲ့တဲ့နိုင်ငံတစ်ခုဖြစ်နေခဲ့တာပေါ့။သမိုင်းမှတ်တမ်းတရားဝင်စာအုပ်တွေထဲမှာမပါတဲ့အတွက်လူအများစုမသိကြပေမဲ့
တာကီနိုင်ငံဟာအမှန်တကယ်တည်ရှိခဲ့ပြီးနှစ်90တာရပ်တည်နိုင်ခဲ့တဲ့နိုင်ငံတစ်ခုဖြစ်တယ်ဒီသတင်းကိုကြားလိုက်ရတဲ့လင်းဖုံးရဲ့ရင်ထဲမှာတဆိုးဆိုးဖြစ်သွားတယ်နှစ်90ပဲရှိခဲ့တာလားဒါဆိုယိုယူရန်လည်းနောက်ဆုံးမှာတေဆုံးသွားခဲ့ပြီးဇန်အမျိုးသားတသိန်းနဲ့စစ်တီတွေအားလုံးလည်းစစ်ပွဲထဲမှာအသက်ဆုံးရှုံးခဲ့ကြတာပေါ့သူချက်ချင်းမေးလိုက်တယ် DYO ကိုဘယ်လောက်ပေးမလဲအဖိုးကြီးကလက်နှစ်ချောင်းထောင်ပြလိုက်တယ်တန်း20လားတန်း200လားအဖိုးကြီးကပြုံးပြီးခေါင်းညိတ်လိုက်တယ်တန်း200အဲ့ဒါတောင်အနည်းဆုံးဈေးရရှိသေးတယ်တာကီနိုင်ငံရဲ့ရှေးဟောင်းပစ္စည်းဆိုတာနိုင်ငံထဲမှာတခါမှမပေါ်ဘူးတမိုင်းပညာရှင်တွေတောင်တရားဝင်အတိအမှတ်မပြုသေးတဲ့နိုင်ငံဖြစ်တယ်တဘာဝဘေးအန္တရာယ်တွေပြည်တွင်းရှုပ်ရှင်းတွေစစ်ပွဲတွေကြောင့်ပျက်စီးသွားခဲ့တာဒါပေမဲ့လူတိုင်းချီးကျူးခဲ့တဲ့လူတစ်ယောက်တော့ရှိတယ်နင်ကွန်မားကွက်ရှင်လျိုယူရန်သူမကိုကောင်းကင်ကဆင်းသက်လာတဲ့ငကားတစ်ကောင်နဲ့တောင်နှိုင်းရှင်ကြတယ်လင်းဖုံးရဲ့နှလုံးခုန်နှုံးမြင်လာတယ်သူ့နာမည်ကလျိုယူရန်လားအသက်20မှာမားကွက်ရှင်ပွဲရခဲ့တဲ့စစ်ဗိုလ်ချုပ်အဖြစ်ခန့်အပ်ခံရတယ်အသက်20နှစ်မှာတေဆုံးသွားခဲ့တယ်သူမတေပြီးမကြခင်တာကီနိုင်ငံလည်းပျက်စီးသွားခဲ့တယ်လင်းဖုံးရဲ့ဖုံးကလက်ထဲကနေပြုတ်ကျသွားတယ်သူမယုံနိုင်လောက်အောင်တုံ့လှုပ်သွားတယ်သူနဲ့စာပြန်လန်ရင်းနေတဲ့သူသူ့ကိုနတ်ဖျားလို့ယုံကြည်နေတဲ့သူရွှေတွေပေးခဲ့တဲ့သူအဲ့ဒီလူကတမိုင်းမှာဒဏ္ဍာရီဖြစ်ခဲ့တဲ့လျိုယူရန်ဖြစ်နေခဲ့တယ်အဖိုးကြီးကထပ်ပြောတယ်ဒီလိုဝိုင်အိုးတွေကပုံမှန်အားဖြင့်အတွဲလိုက်ရှိတတ်တယ်နောက်တစ်လုံးမှရှိရင်တန်း900အထိပေးနိုင်တယ်ဒါပေမဲ့လင်းဖုံးရဲ့စိတ်ထဲမှာပိုက်ဆံအကြောင်းမရှိတော့ဘူးသူတွေးနေတာတစ်ခုပဲရှိတယ်လျိုယူရန်ကိုငါမသေးစေချင်ဘူးတန်း900ဆိုတာလူတစ်သိန်းကိုကျွေးမွေးဖို့လုံလောက်တယ်ဒါပေမဲ့စစ်တီ1000နဲ့လူရိုင်း3သိန်းကိုတိုက်ရမှာဆိုတော့မလုံလောက်သေးဘူးနောက်ဆုံးလင်းဖုံးကဒုတိယဝိုင်အိုးကိုထုတ်ပြလိုက်တယ်ကျွန်တော်မှနောက်တစ်လုံးရှိသေးတယ်ဒါပေမဲ့တန်း900နဲ့တော့မရောက်နိုင်ဘူးအဖိုးကြီးကဒုတိယဝိုင်အိုးကိုမြင်တာနဲ့အရန်စိတ်လှုပ်ရှားသွားပြီးမျက်မှန်တောင်ပြုတ်ကျသွားတယ်သူကလက်တုံလုံးနဲ့မှန်ပြီးလူးယူပြီးအသေးစိတ်စစ်ဆေးတယ်ဟုတ်တယ်ဒီနှစ်လုံးကအတွဲဆောင်အပြည့်စုံပဲအခြေအနေကလည်းအရန်ကောင်းတယ်မင်းဘလောက်လိုချင်လဲတန်း600အဖိုးကြီးမျက်လုံးပြူးသွားတယ်တန်း600ဟုတ်လားလင်းဖုံးခေါင်းညိတ်လိုက်တယ်အဖိုးကြီးအနှဲငယ်တွန့်ဆုတ်နေချိန်မှာလင်းဖုံးကပစ္စည်းပြန်သိမ်းဖို့ပြင်လိုက်တယ်မတက်နိုင်ရင်အခြားဆိုင်သွားရောက်လိုက်မယ်စောင့်ပါဦးကျွန်တော်မှအဲ့ဒီလောက်ငွေသားမရှိဘူးနာရီဝက်ပဲပေးပါဖော်ရီခေါ်ပြီးစုပြီးဝယ်မယ်ကောင်းပြီတန်း600ရပြီဆိုရင်လျိုယူရန်အတွက်ပိုကောင်းတဲ့အကူအညီတွေပေးနိုင်မယ်သူမနဲ့လူတွေအားလုံးကိုကယ်တင်နိုင်မယ်လို့လင်းဖုံးယုံကြည်နေတယ်ရက်နှဲငယ်အကြာလင်းဖုံးကအစားအသောက်တွေအပြင်ဟင်းသီးဟင်းရက်မျိုးစုံအာလူပြောင်းပူကန်စုံဦးတွေကိုအမြောက်များဝယ်ယူလိုက်တယ်ဆေးဝါးတွေလည်းဝယ်တယ်အရက်ပိုးသက်စေရောင်ရမ်းပြောက်စေသွေးတိတ်စေဖက်တီခွဲစိတ်တာအားလုံးဝယ်လိုက်တယ်ဒါအပြင်တရုတ်ရိုးရာစာနဲ့ခေတ်သစ်စာနိုင်ရှင်စရာအပီးအတန်ကျေးလက်ဆရာဝန်လက်ဆွဲစာအုပ်ပြည်သူစစ်တင်တန်းလက်ဆွဲစစ်ပညာကျမ်းစာအုပ်တစ်မျိုးစီအုပ်30စီပို့ပေးလိုက်တယ်ဇန်အမျိုးမှာတော့လူတွေအံ့ငတ်နေကြတယ်ဒီလောက်ဟင်းသီးဟင်းရက်တွေငါတခါမှမမြင်ဘူးအသားတွေလည်းရှိတယ်အသားနဲ့တောင်မရတာဘလောက်ကြာပြီလဲလျိုယူရန်ကစာအုပ်တွေကိုကြည့်ပြီးပြောလိုက်တယ်ဒီစာတွေကငါတို့စာမဟုတ်ဘူးဒါနတ်ဖျားတို့ကဘာကစာတွေဒီနေ့ကစာပြီးအားလုံးတင်ယူကြရမယ်ဆရာဝန်တွေကစေးစာအုပ်တွေကိုမြင်ပြီးဝမ်းသာနေကြတယ်ကက်ယောဂါကုသနေတွေတောင်ပါတယ်ဒီစာအုပ်နဲ့လူအများကြီးကိုကယ်တင်နိုင်တော့မယ်လျိုယူရန်ကကောင်းကင်ကိုကြည့်ပြီးတိုးတိုးပြောလိုက်တယ်အိုနတ်ဖျားဒီကျေးဇူးကိုကျမဘယ်တော့မှမမေ့ပါဘူးဒါပေမဲ့ပြဿနာကမပြီးသေးဘူးမြို့ထဲမှာအစားအသောက်တွေပေါများလာတာကိုရန်သူတွေတိသွားရင်ချက်ချင်းတိုက်ခိုက်လာမှတေချတယ်စစ်တီ1000နဲ့ရန်သူ3သိန်းကိုဘလို့ရင်ဆိုင်မလဲလျိုယူရန်ကလင်းဖုံးစီစာရေးလိုက်တယ်မြို့ရိုးပြုတ်ပြင်ဖို့အုံနဲ့တတုရိုင်းလိုပါတယ်လင်းဖုံးကချက်ချင်းပြန်ဖြစ်ရဲ့တတုရိုင်းမလိုဘူးတန်မဏီတုံးတွေပို့ပေးမယ်မြို့ရိုးကိုလည်းတဲနဲ့ဘီလက်မြေ3ဆောက်ပါပို့ပြီးခိုင်ခန့်လိုက်မယ်ဇန်အမျိုးသားတွေအံ့ဟကုန်တယ်ဒါနတ်ဖျားရဲ့နေပညာပဲတန်မဏီဆိုတာတန်ထက်ပိုမာတယ်ဒီတန်မဏီနဲ့လက်နက်ကောင်းတွေလုံနိုင်ပြီလျိုယူရန်ကချက်ချင်းအမိန့်ပေးလိုက်တယ်မြို့ရဲကတမန်သမားအားလုံးကိုစုဆောင်းပါအလုသမားတွေကိုလည်းခေါ်ယူပါစစ်သားတစ်တွေကိုချက်ချင်းစုဆောင်းပါမြို့တစ်မြို့လုံးအသက်ရှင်ရေးအတွက်စူးစမ်းနေကြတယ်ဒါပေမဲ့လင်းဖုံးရဲ့စိတ်ထဲမှာတော့အတွေးတစ်ခုပဲရှိနေတယ်တမိုင်းမှာလျိုယူရန်အသက်20တနှစ်နဲ့တည်ခဲ့တယ်ဒါပေမဲ့ငါရှိနေတဲ့အချိန်မှာတော့မဖြစ်စေရဘူးငါသူ့ကိုကယ်တင်မယ်အဲ့ဒီညမှာလင်းဖုံးကစာရေးလိုက်တယ်လျိုယူရန်အိတ်နေပြီလားဒီပိတ်ဆို့ခံထားရတဲ့အခြေအနေကိုဘယ်လိုဖြေရှင်းမလဲဆိုတာဆွေးနွေးကြရအောင်မင်းတို့အတွက်သင်ခန်းစာရေးပေးမယ်လင်းဖုံးကခေတ်သစ်လက်နက်လုံနီဆောက်လုပ်ရေးနေပညာနဲ့စစ်ရေးပညာတွေကိုစာရေးပြီးလျိုယူရန်တို့စီပို့ပေးလိုက်တယ်တန်ပန်းသမားတွေကတန်မဏီဓာတ်ကိုကန်ကြည့်ပြီးမျက်လုံးပြူးသွားကြတယ်ဒီဓာတ်ကအရန်ထက်တယ်တန်မဏီရဲ့အရေးသွေးကအံ့စရာပဲကျွန်တော်တန်ထုလာတာတစ်သက်လုံးရှိပြီဒါလောက်ကြောက်စရာကောင်းတဲ့ဓာတ်မျိုးတစ်ခါမှမမြင်ဘူးဒီတန်မဏီကမာကြောလုံးတယ်အကြိမ်ကြိမ်ထုစရာတောင်မလိုဘူးဒီအတိုင်းလက်နက်လုပ်လို့ရတယ်စစ်တီတယောက်ကတန်ချက်ကာကိုစမ်းသက်ကြည့်ပြီးအံ့အားသင့်သွားတယ်ဘိုးချုပ်ကြီးဒီတန်ချက်ကာကအရန်ခိုင်တယ်ဘလောက်ရိုက်အရာမထင်ဘူးကျွန်တော်တို့မှာဒီလိုတန်ချက်ကာဝစ်စစ်တီတသိန်းနဲ့မိုးဒါအိုဒါကင်ထားတဲ့တက်ရှိရင်လူရိုင်းတွေကိုမပြောနဲ့ကြံတဲ့နိုင်ငံကြောက်နိုင်ငံတောင်ရှင်နိုင်မှာမဟုတ်ဘူးဒါပေမဲ့ပြဿနာတစ်ခုရှိနေသေးတယ်ဘိုးချုပ်ကြီးနက်လေးကွင်းကအရန်နေနေတယ်နက်ဖျားစီထက်တောင်းလို့မရဘူးလားလျိုယူရန်ရဲ့မျက်နှာချက်ချင်းတင်းမာသွားတယ်
မင်းတို့ကလက်ဖြန့်ပြီးရဖို့ပဲစဉ်းစားနေကြတာလားစံဖြူဖြစ်ဖြစ်နက်လေးကွင်းဖြစ်ဖြစ်နတ်ဖျားကသူ့ကဘာမှာငွေကုန်ခံပြီးဝယ်ပေးနေရတာဒီမြို့မှာလူတသိန်းကျော်ရှိတယ်နတ်ဖျားနေ့တိုင်းဘလောက်ကုန်ကြနေမလဲတိကြလားအဲ့ဒီအချိန်မှာဒဏ်ရာပြင်းထန်ရထားတဲ့လူတယောက်ကိုစစ်တီတွေခေါ်လာကြတယ်မင်းဘသူလဲဘာလို့ဒီလောက်တောင်ဒဏ်ရာရထားတာလဲကျွန်တော်နာမည်ယူရပါလွန်ခဲ့တဲ့3ရက်ကဗိုလ်ချုပ်အိမ်တော်ကရိတ်ခါကိုတောင်ဖွင့်လိုက်တယ်ကြောက်ယူကအဲ့ဒီသတင်းကိုလူရိုင်းတွေစီပေါက်ကြားစေခြင်းခဲ့တယ်မြို့ရဲ့ရှိုးဝက်လန်းကြောင်ဘယ်မှာလဲဆိုတာပြောခိုင်းတယ်ကျွန်တော်တို့မပြောခဲ့လို့နေ့ရောညပါနှိပ်စက်ခံခဲ့ရတယ်ဝေကွမ်ကတော့မခံနိုင်တော့ဘူးပြောထုတ်တော့မယ်လျိုယူရန်ရဲ့မျက်နှာပြောင်းလဲသွားတယ်ချက်ချင်းဖမ်းလိုက်စမ်းဒါပေမဲ့ယူရာကခေါင်းခါလိုက်တယ်နောက်ကျသွားပြီကြောက်ယူကရှိုးဝက်လန်းကိုတီးသွားပြီမြန်မြန်ဇန်အန်းတောင်ပိုင်းကိုသွားပါအချိန်မီတားနိုင်ရင်တားနိုင်သေးတယ်သူစကားဆုံးတာနဲ့မေ့လဲသွားတယ်အသက်ရှိသေးတယ်ဆရာဝန်အသက်ကယ်ဆေးယူလာခဲ့လျိုယူရန်ကချက်ချင်းစစ်တပ်ကိုဥဆောင်ပြီးထွက်ခွာသွားတယ်လမ်းတစ်လျှောက်သူမရဲ့အတွေးထဲမှာစစ်ပွဲတစ်ခုပဲရှိနေတယ်ရှိုးဝက်လန်းပေါက်သွားပြီဆိုရင်ဒီညတင်လူရိုင်း3သိန်းလုံးမျိုးတည်းဝင်လာလိမ့်မယ်အဲ့ဒီအချိန်မှာလူရိုင်းစစ်တပ်ကလည်းရွေ့လျားနေပြီဗိုလ်ချုပ်ကြီးရန်သူတွေကီလိုမီတာ30လောက်ပဲဝေးတော့တယ်စစ်ပွဲအတွက်အသင့်ပြင်လျိုယူရန်ကအမိန့်ပေးလိုက်တယ်လူ3000ယူပြီးဂူပေါက်ကိုပိတ်ထားကျန်တဲ့သူတွေမြို့တကားကာကွယ်ကြတလန်းတောင်မဆုတ်ရဘူးတစ်ဖက်မှာတော့လင်းဖုံးကစိတ်ပူနေတယ်သူဒီနေ့တင်ရွံတန်း200ကျော်သုံးပြီးပြီဒါပေမဲ့စစ်ပွဲကိုအနိုင်ရဖို့မလုံလောက်သေးဘူးရုတ်တရက်သူ့ခေါင်းထဲအကြံတစ်ခုပေါ်လာတယ်ခဏဆောင်တောင်တလုံးလုံးဖောက်ခွဲပစ်လိုက်မယ်သူချက်ချင်းဖုံးဆက်လိုက်တယ်ဦးလေးချောင်ပောက်ကွဲပစ္စည်းအများကြီးဝယ်ခြင်းနဲ့တစ်ဖက်ကအံ့နာသွားတယ်ဘာလို့မလို့လဲဘယ်ဆောက်ဦးဖြိုမလို့လဲလင်းဖုံးပြုံးလိုက်တယ်အဆောက်ဦးမဟုတ်ဘူးတောင်တလုံးဖောက်မလို့ဈေးကွက်ပေါက်ဈေးရဲ့ငါးဆပေးမယ်မရဘူးဒါအနည်းများတယ်ဒါဆိုတစ်ဆက်ဆပေးမယ်နောက်ဆုံးဦးလေးချောင်လက်လျှော့လိုက်ရတယ်ကောင်းပြီဒါပေမဲ့လူမတက်နဲ့ပြဿနာတက်ရင်ငါ့ကိုမဆွဲထဲနဲ့စိတ်ချမကြခင်မှာပောက်ကွဲပစ္စည်းအများကြီးရောက်လာတယ်လင်းဖုံးကလျိုယူရန်စီပို့ပြီးမှာကြားလိုက်တယ်ဒီပစ္စည်းကိုကူပေါက်မှာတက်ထားပောက်ကွဲရင်တောင်ပြိုကျသွားနိုင်တယ်တတိထားလျိုယူရန်တို့အားလုံးအံ့နာသွားကြတယ်သူတို့အတွက်တော့ဒါဟာနတ်ဖျားရဲ့လက်နက်စစ်ပဲမကြခင်လူရိုင်းတက်တွေရှိုးဝက်လန်းနဲ့ဝင်လာကြတယ်တောင်းနဲ့ချီတဲ့စစ်တီတွေကူထဲရောက်သွားချိန်မှာဖုံးမြေကြီးတစ်ခုလုံးတုန်ခါသွားတယ်တောင်ကြီးတစ်လုံးပြိုကျလာတယ်ကူလန်းချောင်းတစ်ခုလုံးပိတ်သွားတယ်ဝင်ရောက်လာတဲ့လူရိုင်းစစ်တီ1000နဲ့8000ကျော်တောင်အောက်မှာအသက်ရှင်လျက်မြုပ်နှံခံလိုက်ရတယ်ကျန်တဲ့သူတွေလည်းပြင်းထန်စွာဒဏ်ရာရသွားကြတယ်ရန်သူတက်ကလုံးဝပြိုကွဲသွားခဲ့တယ်လူရမ်းမင်းသားကဒေါသတကြီးအော်ဟစ်နေတယ်လျိုယူရန်မင်းကိုငါအသက်ရှင်လျက်အရေးကုန်ခွာပစ်မယ်ဒါပေမဲ့သူ့ကြံပေးကချက်ချင်းတားလိုက်တယ်မင်းသားဒီနေ့တိုက်ခိုက်ဖို့မသင့်တော်ဘူးကောင်းကင်ကလည်းမကူညီဘူးမြေကြီးကလည်းမကူညီဘူးလူတွေလည်းမကူညီဘူးစစ်မတိုက်ရသေးပဲလူ1000ဆုံးရှုံးထားရပြီဒါမကောင်းတဲ့နိမိတ်ပဲနောက်ဆုံးလူရိုင်းတက်ကယာယီဆုတ်ခွာသွားတယ်မြို့ရိုးပေါ်မှာတော့စစ်တီတွေအားလုံးပျော်ရွှင်နေကြတယ်အောင်ပြီတယောက်မှမတည်ဘူးတယောက်မှမထမ်းရဘူးငါတို့အနိုင်ရပြီဒီသတင်းကိုကြားတဲ့လင်းဖုံးကဝမ်းသာသွားတယ်ဒီညပွဲလုပ်မယ်ဘီယာလဲတောက်မယ်အသားကင်လဲစားမယ်လျိုယူရန်ကအနှဲငယ်ရှက်သွားတယ်နတ်ဖျားစစ်တီတွေဒီညတာဝန်ကြသေးတယ်လင်းဖုံးကရဲလိုက်တယ်မရဘူးဒီနေ့တော့အောင်ပွဲခံရမယ်မကြခင်ဘီယာသားကင်နဲ့အစားအသောက်တွေရောက်လာတယ်စစ်တီတွေပထမဆုံးအကြိမ်အဲ့ဒီလိုအရသာမျိုးစားဘူးကြတာဖြစ်တယ်အယမ်းမွေးတယ်ကောင်းကင်တကားသားတောင်ဒီလောက်မကောင်းတော့ဘူးဒါကြောင့်နတ်ဖျားလို့ခေါ်ကြတာပေါ့ဘီယာတောက်ပြီးနောက်လဲအားလုံးသဘောကျနေကြတယ်ချိုတယ်အေးတယ်အယမ်းတောက်လို့ကောင်းတယ်စစ်တီတယောက်ကဘီယာခွက်ကိုမြောက်လိုက်ပြီးမျက်ရည်ဝဲဝဲနဲ့ပြောလိုက်တယ်အခုကစားပြီးကျွန်တော်တက်ကဗိုလ်ချုပ်မနဲ့နတ်ဖျားပိုင်သွားပြီကျွန်တော်သမီး2ယောက်လဲငက်လို့တေခါနီးဖြစ်ခဲ့တာနတ်ဖျားပို့ပေးတဲ့အတင်းစားစားစာတွေမရှိရင်ဒီနေ့အထိအသက်ရှင်နိုင်မှာမဟုတ်ဘူးနောက်စစ်တီတယောက်ကလည်းခွက်မြောက်ပြီးပြောတယ်ဗိုလ်ချုပ်မကြီးကျမ်းမာပါစေကျွန်တော်မြို့တော်ကိုပြန်ကျင်နေပြီအမေမှာအစားအသောက်ရှိသေးရဲ့လားမသိဘူးအယမ်းလွမ်းတယ်လျိုယူရန်ကသူတို့ကိုကြည့်ပြီးလေးနက်စွာပြောလိုက်တယ်ဒီဗိုလ်ချုပ်မှကတိပေးတယ်နတ်ဖျားပေးထားတဲ့ပောက်ကွဲပစ္စည်းတွေနတ်လေးကွင်းတွေအဆုံးမရှိတဲ့ရေနဲ့ရိတ်ခါတွေရှိနေတိုင်း၍မင်းတို့အားလုံးကိုအသက်ရှင်လျက်မြို့တော်ပြန်ခေါ်သွားမယ်ဒီစစ်ပွဲမှာအနိုင်ရမှာငါတို့ပဲအနိုင်ရမယ်အနိုင်ရမယ်စစ်တီတွေတညီတညွတ်တည်းဟစ်ကြွေးလိုက်ကြတယ်အဲ့ဒီညမှာလျိုယူရန်ကတယောက်တည်းလိုက်အောင်အောက်မှာထိုင်နေခဲ့တယ်သူမရဲ့စိတ်ထဲမှာလင်းဖုံးအကြောင်းတွေးနေမိတယ်တစ်ဖက်မှာတော့လင်းဖုံးကထောက်ပံ့ရေးပစ္စည်းတွေဆက်ဝယ်နေတယ်စပား3တန်းချင်းကယ်ဆယ်ရေးပစ္စည်းအများပြားအချုပ်ဆက်အလုံး100အတစ်တာများအကုန်လုံးဇန်အမျိုးကိုပို့ပေးလိုက်တယ်မကြခင်မှာဖျဲသီးတင်တဲ့ကုန်ကား10စီးရောက်လာတယ်ဖျဲသီးတန်ချိန်350ကျော်မတ်မွန်ဒီစီဒီဟင်းဒီဟင်းရွက်မျိုးစုံတောင်လိုပုံနေခဲ့တယ်စစ်တီတွေမျက်လုံးပြူးကုန်တယ်ဖျဲသီးဒီလောက်များတာတခါမှမမြင်ဘူးအရင်တုန်းကညစာအတွက်တစ်စိတ်လောက်ခွဲစားရတာအခုတော့တယောက်နဲ့လုံးစီယူသွားလို့ရတယ်မစားရင်တောင်ပုတ်သွားဦးမယ်တကိုက်ကိုက်လိုက်တာနဲ့ချိုလိုက်တာအရန်စားကောင်းတယ်ဒါပေမဲ့ပျော်ရွှင်မှုကြားမှာစစ်ပွဲရဲ့အရေးကရှိနေသေးပဲ
လျိုယူရန်ကသူ့လက်အောက်ခံဗိုလ်ချုပ်တယောက်ကိုမေးလိုက်တယ်မင်းအထင်လူရိုင်းတွေဘယ်ချိန်တိုက်မလဲဗိုလ်ချုပ်ကပြုံးလိုက်တယ်ဗိုလ်ချုပ်မှာကျွန်တော်ညီကနက်ခတ်ပေတင်ပညာမှာကျွမ်းတယ်ဘေးတင်ဆရာတွေခေါ်ကြည့်ရအောင်ချက်ချင်းဘေးတင်ဆရာတွေခေါ်လာကြတယ်လျိုယူရန်ကအမိန့်ပေးလိုက်တယ်နောက်ရက်အနည်းငယ်အတွင်းဘယ်နေ့ဘယ်ချိန်ရန်သူတိုက်မယ်ဆိုတာအတွက်ကြမှန်တဲ့သူကိုစံတအိတ်ဆုချမယ်ဘေးတင်ဆရာတွေအားလုံးပျော်သွားကြတယ်မသွားခင်ဖျဲသီးတစ်လုံးစီယူသွားကြဦးအဲ့ဒီဘေးတင်ဆရာအားလုံးနီးပါးတူညီတဲ့အဖြေထွက်လာတယ်ဒီအငင်တန်းခေါင်ရန်အချိန်ရန်သူတိုက်လိုက်မယ်လျိုယူရန်ရဲ့စိတ်ထဲမှာစိုးရိမ်မှုတွေပြည့်နေတယ်ဒီညငါတည်သွားရင်နတ်ဖျားရဲ့ဂျေဇုကိုပြန်မဆက်နိုင်တော့ဘူးနောက်ဘဝရှိရင်ကျမကျွဲနွားလိုအလုပ်လုပ်ပြီးပြန်ဆက်ပါမယ်အဲ့ဒီအချိန်မှာလင်းဖုံးစာရလာတယ်စာထဲမှာလျိုယူရန်ရဲ့စကားတွေဖတ်လိုက်ရတော့တေတန်းစာရေးထားသလိုခန်းစားလိုက်ရတယ်ဒီညလူရိုင်းတွေတိုက်မယ်ဘာလို့ရမလဲငါဘာကူနိုင်သေးလဲလင်းဖုံးအိတ်မပျော်တော့ဘူးလူ1000နဲ့လူ3သိန်းကွာဟချက်ကကြီးလွန်းတယ်ရုတ်တရက်အင်တာနက်ပေါ်မှာဖတ်ဖူးတဲ့စစ်နည်းတစ်ခုတတိယသွားတယ်ရန်သူလာရင်စုပ်ရန်သူနားရင်နှောက်ယှက်ရန်သူမောရင်တိုက်ရန်သူစုပ်ရင်လိုက်တက်အင်အားမလုံလောက်ရင်ညာဘက်ဝင်တိုက်လင်းဖုံးချက်ချင်းဆုံးဖြတ်လိုက်တယ်ပောက်ကွဲတံဖောက်ပေးမယ်သူဆိုင်တစ်ဆိုင်လုံးကမီရှူမီပန်းနဲ့ဘုံပေါက်ကျိုးတွေအကုန်ဝယ်လိုက်တယ်ပြီးတော့လျိုယူရန်စီစာရေးလိုက်တယ်ဒီမီရှူမီပန်းတွေကိုလူရိုင်းတွေရဲ့မြင်းမီးမှာခြိလိုက်မီးရှို့လိုက်ရင်တက်တစ်ခုလုံးဗျမ်းမာတာဖြစ်သွားလိမ့်မယ်အဲ့ဒီချိန်မှာလျိုယူရန်ဘက်ကလည်းသတင်းကောင်းရလာတယ်ဖမ်းမိထားတဲ့လူတစ်ယောက်ကထုတ်ဖော်ပြောပြခဲ့တယ်မြို့ထဲကချိုးဝက်လန်းကျောင်း2ခုရှိတယ်တောင်ဘက်တစ်ခုမြောက်ဘက်တစ်ခုကုန်တီတွေအခွန်ရှောင်ဖို့တူးထားတာလျိုယူရန်ရဲ့မျက်လုံးတွေတောက်ပသွားတယ်ဒါဆိုငါတို့မြို့ထဲကထွက်နိုင်ပြီလူရိုင်းဝတ်စုံဝတ်ပြီးမြောက်ဘက်နဲ့တောင်ဘက်ကနေပတ်ဝင်မယ်သူတို့ရဲ့မြင်းတွေကိုတိုက်ရိုက်ပြစ်မှတ်ထားမယ်ဗိုလ်ချုပ်2ယောက်ချက်ချင်းတာဝန်ယူလိုက်ကြတယ်ဗိုလ်ချုပ်မှာဒီတာဝန်ကျွန်တော်တို့လုပ်မယ်အသက်ရှင်ပြီးပြန်လာရမယ်ဒါအမိန့်ပဲညံ့ရောက်လာတယ်လူရိုင်းစခန်းထဲမှာတော့စီကံမရှိတဲ့စားတော့ပျော်ပါနေကြတယ်သူတို့ကငါတို့မျိုးတဲကထွက်လာရဲမယ်လို့ဘယ်တော့မှမတွေးထားဘူးမြင်းတွေကိုသူတို့နောက်ကနေခိုးထုတ်နေတာတော့မသိကြဘူးဒီလိုလူတွေကိုတစ်နှစ်လုံးကြောက်နေရတာအရှက်ရစရာပဲလျိုယူရန်ကအခွင့်အရေးကိုချက်ချင်းဖမ်းဆုပ်လိုက်တယ်ဒီအငင်တန်းခေါင်ရန်မှာမီရှူမီပန်းတွေဖောက်မယ်မြင်းတွေထိတ်လန့်သွားတာနဲ့ရန်သူစခန်းတစ်ခုလုံးဖရိုဖျဲဖြစ်သွားလိမ့်မယ်အဲ့ဒီအချိန်ကငါတို့ရဲ့အခွင့်အရေးပဲတစ်ဖက်မှာတော့လင်းဖုံးကတမိုင်းစာအုပ်တွေလိုက်ဖက်နေတယ်ရှေးဟောင်းပစ္စည်းကျွမ်းကျင်သူတယောက်စီကနေသတင်းဆိုးတစ်ခုကြားလိုက်ရတယ်လျိုယူရန်အသက်20နှစ်မှာတည်ခဲ့တယ်လူရိုင်းတွေချူနိုင်ငံချီနိုင်ငံ3နိုင်ငံပေါင်းပြီးမြို့ကိုတိုက်ခဲ့ကြတယ်လျိုယူရန်ကနောက်ဆုံးအထိခုခံခဲ့တယ်နောက်ဆုံးမှာဝိုင်းဝန်းတက်ဖြတ်ခံခဲ့ရတယ်အလောင်းတောင်မပြေဆုံးတော့ဘူးဒီစကားကြားလိုက်ရတဲ့လင်းဖုံးရဲ့မျက်နှာဖြူဖက်သွားတယ်မဖြစ်ဘူးဒီတမိုင်းကိုငါပြောင်းမယ်လျိုယူရန်ကိုငါကယ်မယ်ဘလို့နင်းနဲ့ချစ်ဖြစ်ဒီတခါတော့သူမတေခွင့်မပြုဘူးအဲ့ဒီအချိန်မှာလင်းဖုံးကလျိုယူရန်စီစာတစ်ဆောင်ရေးပို့လိုက်တယ်လျိုယူရန်ငါနာမည်ကြီးတမိုင်းပညာရှင်တယောက်ကိုမေးထားတယ်တမိုင်းမှတ်တမ်းတွေအရမင်းကဇန်အမြို့မှာစစ်တိုက်ရင်တေဆုံးမယ်လို့ရေးထားတယ်နောက်ပိုင်းမှာချူနိုင်ငံချီနိုင်ငံနဲ့လူရိုင်းတပ်တွေပူးပေါင်းပြီးဇန်အမြို့ကိုသိမ်းပိုက်လိုက်မယ်မင်းကရန်သူတွေဝိုင်းထားတဲ့ကြားမှာကြာဆုံးမယ်လို့ဆိုထားတယ်ဒါကြောင့်မင်းအသက်ရှင်ဖို့ငါမျှော်လင့်တယ်အထူးသဖြင့်ချူချီနဲ့လူရိုင်းတွေရဲ့မဟာမိတ်ဖွဲ့မှုကိုတတိထားပါအဲ့ဒီအချိန်မှာလူရိုင်းစခန်းထဲမှာတော့အခြေအနေကရှုပ်ထွေးနေပြီမြင်းစစ်တီနဲ့တူညာကျော်ရဲ့မြင်းတွေရုတ်တရက်လမ်းဖြတ်ကုန်တယ်မြင်းတွေအယူမူပြေးလွှားရာကစစ်သား3တူညာကျော်နှင်းမိပြီးတပ်ဖွဲ့တွေဖရိုဖျဲဖြစ်သွားတယ်ရာနဲ့ချီတဲ့လူတွေနင်းသက်ခံလိုက်ရတယ်လူရမ်းမင်းသားကဒေါသတကြီးអော်လိုက်တယ်ဒါကိုဘသူလုပ်တာလဲမြို့ထဲမှာတစ်နှစ်လုံးပုံနေတဲ့သူတွေကဒီလိုလုပ်နိုင်နေတဲ့လားဒီမီရှူမီပန်းတွေဘဲကရောက်လာတာလဲအဲ့ဒီအချိန်မှာသတင်းပို့သူတယောက်အပြေးရောက်လာတယ်အရှင်မင်းသားမြောက်ဘက်စခန်းတိုက်ခိုက်ခံရပါတယ်လိုက်ဖမ်းသွားတဲ့ဗိုလ်ချုပ်မိုးလန်ကပောက်ကွဲမှုကြောင့်အပိုင်းပိုင်းဖြစ်သွားပါပြီတေဆုံးသွားပါပြီလူရမ်းမင်းသားမျက်နှာပြက်သွားတယ်မိုးလန်သူကငါ့ရဲ့အကောင်းဆုံးစစ်သူရဲ့ကောင်းပဲမကြခင်နောက်ထပ်သတင်းရောက်လာတယ်တောင်ဘက်စခန်းလဲတိုက်ခိုက်ခံရပါတယ်ဒဲတွေမီးလောင်ကုန်ပြီမြင်းတွေအကုန်ထွက်ပြေးကုန်တယ်အရာရှိအများပြားကိုနှလေးကွင်းတွေနဲ့ပစ်တက်လိုက်ပါတယ်လူရိုင်းတက်တစ်ခုလုံးအရေးပေါ်အခြေအနေဖြစ်သွားတယ်ဒါပေမဲ့လျိုယူရန်ဘက်မှာတော့သတင်းကောင်းတွေဆက်တိုက်ရောက်လာတယ်ဗိုလ်ချုပ်မှာတာဝန်အောင်မြင်ပါတယ်ကျွန်တော်တို့နိုင်သွားပါပြီကျွန်တော်တယောက်တည်းရန်သူ300ကိုတတ်ခဲ့တယ်အတိအကျ300ယောက်ပထမဆုံးပျောက်ကြားစစ်စင်ရေးမှာအောင်ပွဲကြီးရခဲ့တယ်လူရိုင်း4000ကျော်တေဆုံးသွားခဲ့တယ်ရန်သူခေါင်းဆောင်လည်းပောက်ကွဲမှုကြောင့်မြင်းပေါ်ကပြုတ်ကျသွားပြီးအသက်ရှင်သလားတေသလားမသိရတော့ဘူးအဲ့ဒီညမှာဇန်အမြို့တစ်မြို့လုံးအောင်ပွဲခံခဲ့ကြတယ်လင်းဖုံးကလည်းအယမ်းပျော်နေတယ်တမိုင်းမှာသူတေရမယ်လို့ရေးထားပေမဲ့ဒီနေ့တော့တမိုင်းပြောင်းသွားပြီလူရိုင်း4000ဖြတ်စည်းနိုင်ခဲ့တယ်တက်မတော်ရဲ့စိတ်တက်လည်းအမြင့်ဆုံးရောက်နေပြီငါသာဆက်ပြီးလက်နက်နဲ့ရိတ်ခါထောက်ပံ့နိုင်ရင်ဒီတမိုင်းကိုအကုန်ပြန်ရေးနိုင်မယ်အဲ့ဒီနောက်လင်းဖုံးကပို့ပြီးရင်းနှီးမြုပ်နှံလိုက်တယ်ပထမတုံးမှာကြီးကအင်ဂျီ9000စစ်ဦးထုံ9000စစ်ဖက်နဲ့9000ဒုတိယတုံးမှာစစ်သုံးအရေးပေါ်စားစာတွေကိုယ်တိုင်ပူနွေးတဲ့ရိတ်ခါထုတ်တွေဗီတာမင်ဆေးတွေပိုးသက်ဆေးတွေသွေးတိတ်ဆေးမွန့်တွေခွဲစိတ်ပစ္စည်းတွေတတိယတုံးမှာ
ထယုံတွေအသုံးပြုပုံလမ်းညွှန်စာအုပ်တွေနဲ့အတူပို့ပေးလိုက်တယ်စတုထတုံးမှာတော့ခေတ်သစ်စစ်နည်းဗျူဟာစာအုပ်များအထူးတပ်ဖွဲ့လေ့ကျင့်ရေးလက်ဆွဲများမြို့ပြစစ်စင်ရေးလမ်းညွှန်များအကုန်လုံးပို့ပေးလိုက်တယ်လျိုယူရန်ရဲ့တပ်ဟာလအနှဲငယ်အတွင်းလုံးဝပြောင်းလဲသွားတယ်ထယုံတွေကြောင့်ရန်သူဘယ်မှာစခန်းချတယ်တက်အင်အားဘလို့ခွဲထားတယ်အားလုံးကိုအပေါ်ကနေရှင်းရှင်းလင်းလင်းမြင်နိုင်လာတယ်ပျောက်ကြားစစ်နည်းတွေကလည်းတစ်နေ့ထက်တစ်နေ့ပိုကျွမ်းကျင်လာတယ်လူရိုင်းတွေဟာနေရောညပါနှောက်ယှက်ခံနေရတယ်အိမ်မဲစားမဲနားမရဖြစ်လာကြတယ်ဒီနေ့မှာကင်းထောက်တစ်ယောက်အပြေးရောက်လာတယ်ဗိုလ်ချုပ်မှာချူနိုင်ငံနဲ့ချီနိုင်ငံကလူရိုင်းတွေနဲ့ချို့ဝှက်ဆွေးနွေးနေပါတယ်မဟာမိတ်ဖွဲ့ဖို့ပြင်နေကြပါတယ်လျိုယူရန်ချက်ချင်းလင်းဖုံးရဲ့တတိပေးစာကိုတတိယသွားတယ်နတ်ဖျားကဒီအကြောင်းပြောထားပြီးသားဒါဆိုငါတို့အရင်လှုပ်ရှားမယ်ရန်သူမပေါင်းစည်းခင်တိုက်ပြရမယ်ဒီညတန်းခေါင်ရန်အထွေထွေတိုက်စစ်ဆက်မယ်အမိန့်ချက်ချင်းထုတ်ပြန်လိုက်တယ်အဲ့ဒီညကတမိုင်းဝင်ညတရဖြစ်ခဲ့တယ်နောက်တနေ့မနက်မှာတော့သတင်းကောင်းတွေတစ်ခုပြီးတစ်ခုရောက်လာတယ်ဗိုလ်ချုပ်မှာလူရိုင်းဆက်9000ရဲ့က8000တုတ်တင်ပြီးပါပြီ9000ကိုအရှင်ဖမ်းမိထားပါတယ်1000ထွက်ပြေးသွားပါတယ်စစ်ဦးစီးချုပ်တေဆုံးပြီးဒုတိယခေါင်းဆောင်လက်နက်ချလိုက်ပါပြီခြူနဲ့ချီတက်တွေလဲလူရိုင်းတွေရှုံးနိမ့်သွားတယ်လို့ကြားတာနဲ့ချက်ချင်းပြန်ဆုတ်သွားပါတယ်ဇန်အမျိုးတစ်မျိုးလုံးပျော်ရွှင်သွားတယ်ဗိုလ်ချုပ်မှလျိုယူရန်အသက်ရှိပါစေလျိုစစ်တပ်အောင်မြင်ပါစေငါတို့အသက်ရှင်ပြီးတကယ်အသက်ရှင်ပြီးကလေးငယ်တယောက်တောင်လျိုယူရန်ရှေ့ပြေးလာပြီးပြောတယ်အမဗိုလ်ချုပ်မှအမေကပြောတယ်ကျမတို့အသက်ကိုကယ်ခဲ့တာအမတဲ့ကျမကြီးလာရင်အမလို့ဗိုလ်ချုပ်မှဖြစ်ချင်တယ်လျိုယူရန်ပြုံးလိုက်တယ်ကောင်းပြီအဲ့ဒီနေ့ကိုငါစောင့်နေမယ်အဲ့ဒီညမှာသူမကလင်းဖုံးစီစာရေးလိုက်တယ်နတ်ဖျားကျမတာဝန်ကိုအောင်မြင်စွာပြီးမြောက်ခဲ့ပါပြီဇန်ကွမ်ခံတက်မကြဆုံးခဲ့ပါဘူးလူရိုင်းတွေရှုံးနိမ့်သွားပြီခြူနဲ့ချီတက်တွေလည်းပြန်ဆုတ်သွားပြီဒါတွေအားလုံးဟာနတ်ဖျားကြောင့်ပါနတ်ဖျားကကျမအသက်ရှင်စေခြင်းတယ်လို့ပြောခဲ့တယ်အခုကျမအသက်ရှင်နေပါပြီဒါပေမဲ့ဒီကျေးဇူးကိုဘယ်လိုပြန်ဆက်ရမလဲမသိတော့ဘူးနောက်ဘဝရှိရင်ကျမရဲ့ကိုယ်နဲ့စိတ်အကုန်လုံးကိုနတ်ဖျားအတွက်ဆက်ကပ်ပါမယ်လင်းဖုံးစာဖတ်ပြီးပြုံးလိုက်တယ်နောက်ဘဝထိစောင့်เสียရမလိုပါဘူးဒီဘဝမှာပဲကောင်းကောင်းအသက်ရှင်မင်းရဲ့မြို့ကိုကာကွယ်မင်းရဲ့ပြည်သူတွေကိုစောင့်ရှောက်ပြီးတော့အခွင့်ရေးရရင်မင်းကိုတစ်ခါလောက်တွေ့ကျင်တယ်အဲ့ဒီအချိန်မှာပဲလျိုယူရန်အိုးထဲကနေရုတ်တရက်ပေါ်လာတယ်လင်းဖုံးလန့်သွားခဲ့တယ်အဲ့ဒီအချိန်မှာငါမြင်မာတာပါဆိုပြီးအိုးထဲငုံကြည့်လိုက်ချိန်လင်းဖုံးရဲ့အဝတ်စားကိုဆွဲပြီးအုံငဲကခုန်ထွက်လာတယ်လျိုယူရန်ကအခုတော့တွေ့ရပြီမို့လားကိုကာကိုလာတူတူတောက်ရအောင်လက်ထဲကကိုကာကိုလာဘူးကိုကြည့်ရင်ပြုံးလိုက်တယ်ကိုကာကိုလာကောင်းလားလင်းဖုံးမေးလိုက်တယ်လျိုယူရန်ကခေါင်းညိတ်ပြီးပြန်ဖြေလိုက်တယ်အရန်ကောင်းတယ်လင်းဖုံးရယ်လိုက်တယ်ဒါဆိုနောက်တဘူးထပ်ပေးမယ်လျိုယူရန်ရဲ့မျက်နှာလေးညီရဲသွားပြီးဟုတ်ကဲ့လိုချင်ပါတယ်နတ်ဖျားနဲ့ဗိုလ်ချုပ်မကြားကဆက်ဆံရေးဟာလည်းအဲ့ဒီအချိန်ကစပြီးပိုပြီးနီးကပ်လာတော့တယ်